tu sida poma tala kau mita se poma tala kau ya tino poma along packing kau cibe base kau singaro jiru ma hero to phipare tau nya ma tu ye kau to phipare missionary tu name garo Hasan de lo khobare tu UK gane tajau pi ko tu hare chima tu ro ba phyo ra le so ro ting ka ayan ma twa ba bi ting ye ministry ka khonini the long wa ma khain bu ting khonini the ma khain bu ting ko thau pa de le ma shi bu ting ma sponsor le ma shi bu ting ma pa ne le ma shi bu ting ka ta ke yue ra ma ba re sui ma tu ka dai be di tajau pi ko twa khe ba de tajau pi ko twa khe bi ma edi Hasan de la ye ministry chao tu ye second hu chao tu ye yong ji chin chao aku tajau pi swin do khwa ga ne local mission Jua mission ga ne local mission ga ne national mission nangai long sanya mission philare aku sino takaba long go missionary seller du ga Hong Kong တွေရေ Taiwan တွေရေတရုတ်လူမျိုးအများအားဖြင့်ခုကတကဘာလုံးကို missionary ကိုဆယ်လွတ်လာပါတယ်လွန်ခဲ့တဲ့အချိန်မှာဟာဆန်တေလာရဲ့တင်းကိုထောက်ပတ်တယ်လို့မရှိပါဘူးတင်ကတကယ်မားနေတယ်မတော်ပါနဲ့တင်ရဲ့ ministry ကခုနှစ်မကြပါဘူးလို့ပြောတဲ့ဟာကအခုကအတူတရုတ်အားဖြင့်စားတဲ့ဟာကိုအခုတရုတ်ကနိုင်ငံတကာကို missionary တော်တဲ့အဖွဲ့အစည်းဖြစ်ပါတယ် hallelujah ဒီနေ့Hasan de la tore khama tingo thapade lo mashibu tinga ba ma ho ba bu tinga lu de ka tingo me twa me lu de ka di ma Allah aya lo mya cha de tingo su tong be phu tong ma chi shi ma ho bu lo pyo de khama tu a yong ji chin ne de yok pi ko twa de khama tu ka aku sin no de yok pi sin do ta ka ba long ma ban phasan tha de ta ka ba bai ma le phasan tha de lu shi de la lu di ne ta ke chan ta de lu Hong Kong de Taiwan de a mya ji be ta ka ba long ko missionary ကိုဆယ်လွတ်တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်မြန်မာပြည်ကိုလွန်ခဲ့တဲ့နှစ်200ကျော်မှာလာခဲ့တဲ့သူ့နာမည် missionary ကတော့ Adoniran Johnson လို့ခေါ်ပါတယ်သူရဲ့ Adoniran Johnson လို့ခေါ်ပါတယ်သူရဲ့ Adoniran Johnson ကမြန်မာပြည်မှာနေတဲ့ခါမှာသူကအကျက်မကြီးမကောင်းတော့ဘူးမိသားစုကအဆင်မပြေတော့ဘူးတကယ်သူတို့အရာလို့အဆင်တခုမှမပြေတော့ဘူးသူကပြောပါတယ်ပြန်လာတော့မြန်မာပြည်ကလူတွေကပြောပါတယ်ပြန်လိုက်တော့ပြန်တော့လို့ပြောကြတယ်သူကပြောရလဲဆိုတော့မြန်မာပြည်ကိုလေဝကားတိုင်မထောင်မချင်းပေတော့အခါမပြန်ဘူးလို့I will not leave Burma till I planted the cross the glory. Myanmar nangangu lewa ka tai ma thong ma ching ma pian bu su ma. Erong ga su no edis ka phyo de chi ma su no tu ga jan sa rwe le tu ga ba ta pian nida phit pa de. Di ne Hebrew ma Myanmar saka ko pian nida phit pa de. Di ne Myanmar pi ko tu ko asa thu me lo tayaw ma ma shi de bu. Tu a lo ko batu ma ma lo nai de bu akha sa ro tu ba phyo la le so ro ting pian ro lu de ka ta ke akhe phi de chi ma ting pian ro pyo de kha ma tu ba phyo la le so ro chano ma pian nai bu Myanmar pi ko le wa ka tai ma thong ma chi ma pian bu lo pyo de du ti ya ne ba phyo la le so ro di lu myo 6 twe de Myanmar pi maဒီလိုမျိုး6တွဲတဲ့မြန်မာပြည်မှာကျွန်တော်ဒီလိုမျိုး6တွဲတဲ့မြန်မာပြည်မှာကျွန်တော်စိုက်တဲ့ဟာကိုတဲ့တနေ့ကြရင်တဲ့ရိုင်းအောင်ပြီးမှာပြန်ပြီးတော့ရိုက်လိုက်မယ်လို့ပြောပါတယ်ဒီနေ့မြန်မာပြည်ကလွန်ခဲ့တဲ့နေရာမှာဆိုတော့ခရီးယန်ကတယောက်တော့မှမရှိခဲ့ဘူးရီရူပါပဲဒါပေမဲ့အခုဆိုတော့မြန်မာနိုင်ငံအဖြစ်တကဘာလုံးမှာလည်းပဲအခု missionary လုပ်ကြပြီအခုကျွန်တော်တင်ရတယ်အာဖရိကမှာလည်းမြန်မာနိုင်ငံတွေ missionary လုပ်လို့ရှိတယ်မလေးရှားမှာရောအော်စတြေးလျမှာရောအမေရိကန်မှာရောဟောဥရောပတိုက်မှာရောဒီနေ့ချင်း
မြန်မာနိုင်ငံတွေကအခုဆိုရင်တော့နိုင်ငံတကာမှာသူတို့မရှင်တော့လာပြီဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ယောဘရဲ့အတ္တကိုကျွန်တော်တို့ကကြည့်မယ်ဆိုရင်တော့ဒီနေ့ယောဘရဲ့အတ္တကိုကြည့်မယ်ဆိုရင်တော့သူကယောဘရဲ့အတ္တကိုကြည့်မယ်ဆိုရင်သူ့မှာကျမ်းမာရေးလည်းမရှိတော့ဘူးသူ့မှာမေတ္တာဆုလည်းမရှိတော့ဘူးသူ့မှာဆောင်းအကုန်လုံးဆောင်းတယ်အခါကျတော့သူမိမကပြောရလဲဆိုယောဘကိုယောက်ျားရေးတဲ့တင်ဖယားကိုကျင့်စေပါတဲ့တင်ဖယားကိုကျင့်စေပါလို့ပြောတယ်ယောဘကပြောလဲဆိုတော့သူမိမကိုမစင်တဲ့မိမလို့ပြောတယ်တခြားလည်းပြောမယ်ဆိုတော့အာယူပေါ့နောက်ဆုံးမှသူရဲ့တငယ်ချင်းတောင်းတော့ကလည်းပြောတယ်တင်အပီကိုဖယားကစင်ရင်ပြီးစီမသူ့တငယ်ချင်းတွေကလည်းသူ့ကိုအကျင့်ပေးတယ်ဒါမဲ့ယောဘကသူ့ရဲ့မိမကတင်ဖယားကိုကျင့်စေပါလို့ပြောတာကိုသူကျင့်မစေခင်ဒါပြီးသူ့တငယ်ချင်းတောင်းတော့ကလာတယ်လာပြီးမှပြန်ပြောတယ်ပြန်ကျင့်စေသူ့ကိုပြန်ပြောတယ်ဒါမဲ့ယောဘကသူကသူ့တငယ်ချင်းတွေရဲ့အကျင့်ကိုလည်းသူစကားနာမထုံခဲ့ပါဘူးဒီနေ့ဖယားကပြောပါတယ်အစာဦးမအသေးတော်လေးပဲတဲ့နောက်ဆုံးမှကြီးပွားလိမ့်မယ်တဲ့ဒီနေ့ပြန်ပြောဖယားကတင်းတို့ဒီဘယ်တော့မှကျွန်တော်ကိုယုံကြည်တော့သူတွေတဲ့ဘယ်တော့အခါမှအမီးမဖြစ်စေဘူးတဲ့အမေတဲ့အခုံးဖြစ်စေမယ်လို့နောက်ကပြောလာပြီးသားဖြစ်ပါတယ်အဲ့တော့ယောဘအတ္တကိုကြည့်မယ်ဆိုရင်အစာမှာတော့သူရဲ့ကျမ်းမာရေးလေးပဲသူဖြားတဲ့ကျမ်းမာရေးမကောင်းတော့ဘူးမေတ္တာဆုလေးပဲပန်ဆန်မှုလေးရှုံတယ်တခြားလည်းပြောမယ်ဆိုတော့သူကျမ်းမာရေးလေးရှုံတယ်သူရဲ့ပန်ဆန်မှုလေးရှုံတယ်သူမေတ္တာဆုလေးရှုံသွားတယ်ဒါပေမဲ့ဖယားသခင်ကိုဘယ်အချင်းနီဘယ်ရောက်ဖယားသခင်ကိုအားကိုးတဲ့ခါမှာနတ်ဆသူကောင်းကြီးရဆိုတွေ့ရပါတယ်ယောဘတာကိုနတ်ဆကောင်းကြီးရတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဒီနေ့ဒီနောက်ကပြောပြောပါတယ်နတ်ဆကောင်းကြီးရတယ်လို့ပြောပါတယ်ဒီနေ့ကျွန်တော်တို့ဟာဘကုအခန်းကြီး3ဆက်ခုနှစ်ကိုလည်းကျွန်တော်ဖတ်မှာဖြစ်ပါတယ်ဒီနေ့ဟာဘကုအခန်းကြီး3အခန်းငယ်ဆက်ခုကိုဖတ်မှာဖြစ်ပါတယ်တင်းဘောတဖန်ပင်မပွင့်ရစပိပင်မတီရတန်လွန်ပင်ဤကျေးယူကိုမျော်လင့်၍မခံရလေတို့ဒီအတီးအနိုင်ကိုမပေးရသူချန်၌သူကုန်၍တင်းကုတ်၌နွားမရှိရတောက်တော်လေထာဝရဖယား၌ငါဝမ်းမြောက်၍ငါကိုကယ်တင်တော်မူသောဖယားသခင်ကိုအမိပြုတ်၍အမိပြုတ်လျက်ဆွင်လဲမယ်ဆာလံကိုဖတ်မှာဖြစ်ပါတယ်သူတကြအခန်းကြီးလေးအခိုင်ငယ်ဆက်ခွင့်ကိုဖတ်မှာဖြစ်ပါတယ်ဖြောမတော်သူတို့ဤလမ်းဒီတဲ့တော်အယုံဦးတို့ဖြစ်၍နေထွက်ဒီတိုင်အောင်ဒူပွားထွင်လင်းတည်ဖတ်တော်ရဲ့ကျမ်းစာပုံဖျားရင်ကောင်းကြည့်ပေးပါစေဒီနေ့သူတန်ချမ်းကပြောပါတယ်ဖြောမတော်သူတို့ဒီတဲ့နေထွက်တဲ့ခါမှာနေဘေးရင်းနေလေနေထွက်တဲ့ခါမှာနေလင်းဒီမာတဲ့နေလေဖြစ်တဲ့ခါမှာနေကအရန်လင်းသွားတယ်ဖြောမတော်သူတို့ဒီတဲ့အာယုံကဲတော့ဖြစ်ပြီးတော့နေထွက်တန်အောင်တဲ့သူပွားလိမ့်မယ်လို့ပြောတယ်ဒီနေ့ဖြောမတော်သူတို့ဒီတဲ့အဆာမမုံတဲ့ချိန်မှာနေအလင်းကမုံတဲ့ချိန်မှာအလင်းကနေပဲရှိတယ်တဲ့ဒါမဲ့တကယ်နေခင်းရောက်တဲ့ခါမှာအလင်းအပြရသွားတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီမှာဟာဘကုကပြောရလဲဆိုတော့ဟာဘကုကပြောတယ်ဖဖယားဘာကြောင့်ကျွန်တော်တို့ခရိယန်တွေကဘာကြောင့်ကျွန်တော်ဒီလိုထီကျွန်တော်တို့ကခက်ခဲတာလဲဘာကြောင့်ဖယားသခင်မယုံကြည်တဲ့လူတွေအဲ့လိုထီအောင်မိန်တာလဲဆိုတော့အမေတန်သူက complain တဲ့ခါမှာဖယားကပြောပါတယ်တားရမဆွေးပါနဲ့သူတို့ကိုကျွန်တော်ဒိုင်ပေးချင်းရှိလိမ့်မယ်ပြောတဲ့ခါမှာဟာဘကုကအယံပြောပြီးတော့ဟာဘကုကပြောရလဲဆိုတော့သူ့ထဲမှာအိမ်ထဲအခုစကားပြောမရှင်တော့အိမ်ထဲမှာစားစရာမရှိဘူးကျွန်တော်မှအလုပ်ကိုင်းမရှိရင်လည်းပဲ
ကျွန်တော်မှာဘာမှတောက်เสียမရှိလေပဲကျွန်တော်မှာဝါဦးမရှိလေပဲကျွန်တော်မှာစီပေါ်ရင်မရှိလေပဲကျွန်တော်ဖယားသခင်နာအမေတန်ပြောဆွေမယ်လို့ဟာဘကုကပြောသွားပါတယ်ဒီနေ့ဒီမှာရှိတဲ့မိတ်ဆွေတွေအားလုံးဒီနေ့တင်ချမ်းမရတဲ့တင်ဆွေးနေလားကြောက်ကတော့သူရဲ့ချမ်းမကြီးကလုံးဝမကောင်းတော့ပါဘူးဒီနေ့ရှိတဲ့ရဲ့ချင်းတွေပါတဲ့ဆွေးနေတယ်တင်ရဲ့ပါစားမလဲပါတော့မလဲဆွေးနေလားဒီနေ့ကြောက်မပန်းဆံမှုတခုမှမရှိတော့ပါဘူးအကုန်လုံးပြည့်စည်ခဲ့သွားတယ်ဒီနေ့ကြောက်မှာသူ့မှာအမျိုးသမီးလေးဖြားပါတယ်သူအမျိုးသမီးလေးမိသားစုလေးအရင်ဖြားကြပါတယ်သူ့မှာမိသားစုလေးပဲအဆင်မပြေဘူးသူ့မှာကြမ်းမရတဲ့အဆင်မပြေဘူးပန်းဆံမှုလည်းတခုမှမရှိဘူးဒါပေမဲ့ဖယားသခင်ကိုအားကိုးတဲ့ခါမှာဖျန်ကန်တဲ့စာကောင်းကြည့်ပေးတယ်ဒီနေ့ဣသရေလတွေကိုကြည့်မယ်ဆိုရင်တော့လွန်ခဲ့တဲ့အနှစ်ကြားတဲ့ခါမှာသူ့နာမည်ကတော့ဟေလာလို့ခေါ်ပါတယ်ဟေလာကယူဒလူမျိုးအကုန်လုံးတရောမယ်ဆိုပြီးမှကျင့်ရခဲ့တယ်ဂျာမနီမှာလူ6 million အတက်ခံတယ်ယူဒလူမျိုးကအခုဣသရေလလူမျိုးအခုရှင်တွေမပြီးသေးဘူးဒါပေမဲ့လွန်ခဲ့ချိန်မှာဣသရေလလူမျိုးတွေကိုတခြားနိုင်ငံတခြားမယုံကြည်သူတွေကသူတို့ကိုဣသရေလကိုတိုက်ဖို့လုပ်တာဣသရေလကိုတဲ့ကဘာကြီးမေပုံကနဲ့အကုန်လုံးဖျက်တော့မယ်လို့သူတို့ကပြောတယ်ဒါပေမဲ့ဣသရေလကသူ့မှာတိုက်ပွဲလေးမရှိသူ့မှာတင်နဲ့လေးမရှိဘူးသူ့မှာဓာလေးမရှိဘူးသူ့မှာဘာမှကိုမရှိဘူးသူတို့မှာပန်းဆံမှုကအရင်နေသွားတယ်နာငိုင်ပုံမြတ်ဆိုတော့သူတို့တိုက်ခဲ့တယ်ဒါပေမဲ့ရန်သူတွေကမအောင်မခဲ့ဘူးဒီတဲ့ဒါတာမကဘူးဂျေဟောဗာစဖာခဲမှာအမွန်လူတဲ့လူမျိုးတွေကမယုံကြည်တယ်ဣသရေလမျိုးတိုက်ဖူးလာတဲ့ခါမှာဂျေဟောစဖာကပြောရလဲဆိုတော့ဣသရေလလူမျိုးတွေအားလုံးသမီးမစားဘဲနဲ့အစာဆုံးကြတော့လို့သူကကျင်နေလိုက်တယ်သူ့နာမည်ကတော့ဂျေဟောစဖာဘဂျင်လို့ခေါ်တယ်အဲ့ဒါနဲ့ဣသရေလလူမျိုးတွေကအစာချောင်ပြီးတော့ဖျားခင်စီမှာစတောင်းတဲ့ခါမှာအမုံလူမျိုးတွေကတော့တေနဲ့သူတို့မှာတေနဲ့လေးပါတယ်သူတို့မှာဘုံလေးပါတယ်အမျိုးမျိုးပေါ့အခုခေတ်ပေါ့ဆိုတော့တကက်ခေမီတွေကိုသူတို့ပါတယ်ဒါပေမဲ့ဣသရေလလူမျိုးတွေမှာဒါမျိုးမရှိခဲ့ဘူးဒါပေမဲ့ဘာပြောရလဲဆိုတော့ဆူတောင်းကြတယ်ဆူတောင်းတဲ့ခါမှာသူတို့ကတိုက်ဖို့ဝင်တဲ့ခါမှာရန်သူတွေကအချင်းချင်းတိုက်ပြီးတော့ရန်သူတွေတယောမကျင်ဘူးရန်သူတွေအချင်းချင်းဣသရေလတွေကရိုက်ဆရာလည်းမလို့ထူးဆရာလည်းမလို့သူတို့ကိုရိုက်ဆရာလည်းမလို့ဒါပေမဲ့ရန်သူတွေအမောင်နိုင်လူမျိုးတွေအချင်းချင်းတိုက်ပြီးတော့အကုန်လုံးသူတို့တေသွားကြတယ်ဣသရေလလူမျိုးတွေလောက်တာတခုပဲတချင်းမဲဆူတယ်တချင်းမဲဆူကြတယ်တချင်းမဲဆူတဲ့ခါမှာသူတို့ကအချင်းချင်းတိုက်ကြပြီးတော့သူတို့ကအကုန်လုံးသူတို့တေကြတယ်ဒီနေ့ဣသရေလလူမျိုးဖယားသခင်ကိုအားကိုးတဲ့လူမျိုးတွေကိုဗဂျင်ဒေးဗစ်ခဲမှာသူတို့ကပါလက်စတိုင်းလူမျိုးတွေအကုန်လုံးတပ်ဖို့လုပ်တယ်အကုန်လုံးကဘာမေပုံကနေဖြစ်ဖို့လုပ်ခဲ့တယ်ဒါပေမဲ့ကိုလျကတော့အချီချီပဲဒါပေမဲ့ဒေးဗစ်ကသူ့မှာဘာမှကိုမတတ်နိုင်ဘူးမိသားစုမှာတော့မအငယ်ဆုံးဖြစ်တယ်ဗဂျင်ကပြောတယ်တားရဲတဲ့မလောက်နိုင်ဘူးတင်တော့လို့မရဘူးပြောတယ်အင်ချီလေးဝလို့မရဘူးတင်လည်းကန်လို့မရဘူးဒေးဗစ်ကပြောလဲဆိုတော့ကျွန်တော်ကချင်းတေးလေးပဲတက်တယ်တဲ့ကျွန်တော်မှာဝုန်းလက်ကုံလုံးတက်တယ်တဲ့ကျွန်တော်မှာကုံလို့တယ်တဲ့ကျွန်တော်တဲ့ဖယားနာမနဲ့တွားမယ်လို့ပြောတဲ့ခါမှာသူကကောလျာကိုသူကဒေးဗစ်ကနေပြီးတော့သူကအနိုင်ရတော့တာဖြစ်ပါတယ်ဒီဒေးဗစ်ကဂျီရူပါပဲသူရဲ့ဟိုရှိမှာတော့ဒီကောလေရရှိမှာတော့ဂျီရူပါပဲဒါပေမဲ့ဖယားနာမတော်တဲ့ခါမှာသူကဂျီရူမတောင်ညာမသူကတကယ်ဘဂျင်တောင်ညာကလည်းသူကသူရေကောင်ဖြစ်လာတယ်သူကလုံးဝဘာမှဖယားသခင်ဒီမေမှုကလည်းချီးမြှောက်တဲ့ဖခင်ဖြစ်ပါတယ်ဒီနေ့ဣသရေလကနိုင်သွားတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့
ပေါ်ကပြောပါတယ်ဖိလိပ္ပိခန်းကြီးလေး73မှာပြောပါတယ်အရာရာအားလုံးခရစ်တော်အဖြစ်ကျွန်တော်တတ်နိုင်ပါတယ်လို့ပြောပါတယ်ဒီနေ့ကျွန်တော်ရဲ့တာထဲမှာဆင်ခြင်ကြည့်ရအောင်ဖယားသခင်ကပြောတယ်တင်ဒီတဲ့အာစာဦးမှာတေးတော်လေးပဲနှုတ်ဆုံးမှာကြီးလိမ့်မယ်လို့ပြောတယ်တင်ဒီဖယားသခင်အားကိုးတဲ့လူဒီမုန်ငင်စီတေတော့တိတ်တိတ်လေးကတောင်တစ်ခုလုံးကိုဆွေလို့ရပါတယ်ဒီနေ့တော့ကပတော်ပြောပါတယ်သူတန်ချက်မှာအယုံဦးကတော့သူတဲ့မနေ့ပိုင်းမှာတော့အလင်းလေးပဲရှိတယ်ဒါပေမဲ့နေ့ကြရင်အရင်လင်းတော်မယ်လို့ပြောပါတယ်ဒီနေ့စိတ်မပြတ်ပါနဲ့အာမင်ရချပါနဲ့ဒီနေ့အထူးတစ်ဖြစ်ကဘာလုံးမှာရှိတဲ့ဒီနေ့ကျွန်တော်တို့ဒီခရီးတွေကိုကျွန်တော်အားပေးချင်တာဖြစ်ပါတယ်ဒီနေ့စိတ်မပြတ်ပါနဲ့အာမပြတ်ပါနဲ့ဒီနေ့ဖယားသခင်ကိုအားကိုးမယ်ဆိုရင်တော့ဒီနေ့ဖယားသခင်အားဖြင့်ကျွန်တော်တို့ကရီရူမကျွန်တော်တို့ကတောင်ညမကျွန်တော်တို့တကယ်သူရဲ့ကောင်းဖြစ်မှာဖြစ်ပါတယ်ဒီနေ့ကျန်းစာကပြောပါတယ်ကျွန်တော်ဒီတဲ့စပိပင်ဖြစ်တဲ့ကျွန်တော်မရှိဘာမှမတတ်နိုင်ဘူးလို့ပြောပါတယ်ဒီနေ့ဇီဆုနဲ့ဆိုကျွန်တော်အားလုံးတတ်နိုင်ပါတယ်ပေါ်ကပြောပါတယ် I can do all things through Christ who strengthens me လို့ပြောတယ်ဇီကျွန်တော်ကိုခွင့်အားပေးတော်မူသောယေရှုအဖြစ်အရာအလုံးတတ်ဆွနေတယ်လို့ပြောပါတယ်ဒီနေ့ဒီမှာရှိတဲ့လူတွေအားလုံးဒီနေ့ကျွန်တော်ရဲ့အဆမှာကျွန်တော်တို့ကတေးတော်လေးပဲဒီနေ့ဖယားသခင်နဲ့ကျွန်တော်စတယ်ဆိုရင်ကျွန်တော်ကဘလို့ပဲကျွန်တော်ခဲကြုံနေပါစေဖယားသခင်ကိုအားကိုးမယ်ဆိုရင်တော့နောက်ဆုံးမှကြီးလေးမှာဖြစ်ပါတယ်ဒီနေ့ဒီမှာရှိတဲ့အားလုံးတူစီတန်တော်ကောင်းမေတ္တာတော်အတင်းတော်ဖယားခင်ကောင်းချီးပေးပါစေအာမင်